အားလုံးပဲမင်္ဂလာပါခင်ဗျာ MOS Computer Knowledge Sharing Channel ရမယ်ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Microsoft Word ကိုအသုံးပြုပြီးတော့ဒါမျိုးမေးခွန်းလေးကိုဘယ်လိုရိုက်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ရိုက်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းတူတူကြည့်လိုက်အောင်ပထမဆုံးကျွန်တော်တို့စာရိုက်မယ်ဆိုလို့ရှိရင်ဗလန်လေးတစ်ခုခေါ်လိုက်မယ်ဗလန်တစ်ခုမှန်လေးကိုနှိပ်လိုက်မယ်နာမိုးလေးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစာကိုတန်းရိုက်လို့မရသေးဘူးစာရိုက်ပြုလုပ်ရဲ့နေရာမှာမဖြစ်မနေကြိုတင်ပြုလုပ်ထားရမယ်အဓိကအချက်၄ချက်ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ခုရှိပြီးတော့မှကျွန်တော်တင်ပြခဲ့ပါတယ်မကြည့်ရသေးတဲ့မိတ်ဆွေတွေပါမယ်ဆိုလို့ရှိရင်အဲ့ဗီဒီယိုလေးကိုအရင်ဆုံးတွားကြည့်လိုက်ပါအောင်နော်ဟိုကျွန်တော်တို့ဒီမှာအမြန်ပဲပြလိုက်တော့မယ်နော်ပထမဆုံးနံပါတ်1အနေနဲ့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲ site ကိုတွားရွေးရမယ် site ရင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ4 တက်ထဲကိုနှိပ်မယ်4 တက်ထဲက site ကိုနှိပ် site မှာကျွန်တော်တို့ A4 ကိုပေးလိုက်သူရဲ့ဘေးနားမှာ orientation မှာကျွန်တော်တို့က portrait နဲ့ landscape ရှိတယ်အခုမေးခွန်းရဆိုရင်ကျွန်တော်က portrait ကိုရွေးပေးလိုက် margin မှာကျွန်တော် narrow ပဲထားပေးလိုက်အဲ့ပြင်ပါတော့မယ်နောက်ဆုံးတစ်ခုကျန်တဲ့ home တက်ထဲက font ကိုသွားပြင်ပေးရမယ်ကျွန်တော်တို့ font မှာကျွန်တော်တို့အများဆုံးသုံးတဲ့ပြည်ထောင်စု font ကိုပဲကျွန်တော်ရွေးလိုက်မယ်ပြည်ထောင်စု font size ကို12ထားလိုက်မယ်အဲ့ဒါဆိုရင်တော့စာရိုက်လို့ရပါပြီအဲ့ဒါဆိုကျွန်တော်ဘာစာရိုက်ရမလဲဆိုတာခုနမေးခွန်းလေးတစ်ချက်သွားကြည့်လိုက်မယ် MOS private tuition grade 2မြန်မာစာခွင့်ပြုချိန်တနာရီအဲ့လေးရိုက်မယ်နော်အဲ့ဒါ MOS private private tuition grade 2 grade 2မြန်မာစာမြန်မာနဲ့အင်္ဂလိပ်ကိုပြောင်းမယ်ဆိုရင်ကျွန်တော်တို့ control နဲ့ shift ကိုနှိပ်လိုက်အောင်မယ်နော်မြန်မာစာခွင့်ပြုချိန်တနာရီအဲ့ဒါကျွန်တော်ဒီ MOS private ဆိုတာကိုခလဲကောင်လေးကိုပို့လိုက်မယ်ခလဲကောင်လေးကိုပို့ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ paragraph ထဲမှာရှိ home တက်ရဲ့ paragraph group တွေက center ဆိုတာလေးကိုနှိပ်လိုက်ရတယ် shortcut key ဆိုရင် control နဲ့ e နဲ့ကိုတွဲနှိပ်လိုက်ရတယ်အဲ့ဒါညီမသာရောက်သူခေါင်းစဉ်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ font size ကိုနည်းနည်းလေးကြည့်လိုက် MOS ကိုကျွန်တော် font တစ်ခုလေးထားလိုက်မယ် font တစ်ခု impact လေးထားလိုက် impact private tuition ဆိုတဲ့ဟာလေးကိုကျွန်တော် Thai New Roman ဆိုတဲ့ font လေးနဲ့ရိုက်လိုက်မယ် Thai New Roman ကို16ထားလိုက် MOS ကိုလည်း16ထားလိုက်မယ်ကျွန်တော် click အောင်ကြောက်အောင် space bar လေးနည်းနည်းလေးပုတ်ပေးလိုက်ဒါဆိုရင်အဆင်ပြေသွားပြီနော်အဲ့တော့နံပါတ်1နံပါတ်1ရုပ်ပုံများကိုကြည့်၍ရေးပါ10မှတ်အဲ့လေးရိုက်မယ်ကျွန်တော် under တစ်ချက်ခောက်မယ်ရုပ်ပုံများကိုကြည့်၍ရေးပါရုပ်ပုံများကိုကြည့်၍ရေးပါ10မှတ်တက်လေးတွေခုံပါမယ်နော်10မှတ်အဲဆိုရင်နောက်တစ်ခုကဇရာဆွဲရတော့မှာဇရာဆွဲရဲဆိုတာပုံထည့်ရမှာပေါ့ပုံကအမျိုးမျိုးထည့်လို့ရတယ်text box ကိုခေါ်ပြီးတော့လည်းပုံထည့်လို့ရတယ်ကျွန်တော်ကတော့လွယ်ကူကူနဲ့ကလေးတွေကပုံကိုကြည့်မယ်ကြည့်ပြီးတော့ဒီထဲမှာစာရေးမှာပေါ့မို့ဖြစ်ရဆိုကျွန်တော် table လေးနဲ့ထည့်ပြမယ်နော် table လေးနဲ့ထည့်ပြမယ်ဆိုလို့ချင်းဘယ်တွေကထည့်ရမလဲဆိုတော့ insert တက်ထဲကိုသွားမယ် insert တက်ကိုသွားမယ် insert တက်ထဲက table မှာ table လေးနော် table လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ဒီဘက်မှာ table လေးတွေယူလို့ရမြင်နေရနော်5ကွက်အောက်ကို2ကွက်ယူလိုက်မယ်အလျား5ကွက်အနက်2ကွက်ယူလိုက်မယ်ဒါဆိုရပါတယ်အဲကြောင့်ပုံထည့်မယ်မြင်းပုံထည့်ခြင်းနဲ့အကွက်ထဲမှာကျွန်တော်တို့ကာစာလေးတွေချပေးရမယ်နော်ဒီကွက်ထဲမှာထည့်ခြင်းဒီကွက်ထဲမှာကာစာချဒီကွက်ထဲမှာထည့်ခြင်းဒီကွက်ထဲမှာကာစာချကိုကျွန်တော်တို့ဒီမှာကာစာလေးချမယ်ချပြီးတော့ပုံထည့်မယ်
ပုံထည့်မယ်ဆိုတော့ပုံဘယ်ကထည့်ရမလဲဆိုရင် insert တက်ထည့်ရပဲထည့်ရမယ် insert တက်ကိုနှိပ်မယ်ပြီးရင် picture ဒီမှာ picture ဆိုလေးရှိတယ် picture လေးကိုနှိပ်လိုက် picture လေးကိုနှိပ်ပြီးတော့ကိုသိမ်းထားတဲ့ပုံကဘယ်ထဲမှာရှိတာလဲဆိုတာကိုမူတည်ပြီးတော့ကျွန်တော်တို့ကထည့်ရပါကျွန်တော်ကကြတော့ဒီထဲက school တင်ထဲမှာပုံလေးကိုတုံးလာတယ်ဒီထဲက school တင်လေးကိုနှိပ်လိုက်အဲဒီမှာကျွန်တော်မြင်းပုံလေးထည့်ပါမြင်း HORSE မြင်းပုံလေးနှိပ်မယ်မြင်းပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီ insert လေးကိုနှိပ်လိုက်အဲဆိုမြင်းပုံလေးရောက်သွားတယ်ဒါဆိုမလာဘူးကြည့်နေတယ်အဲကျွန်တော်တို့ကသူ့အနေတော်လေးဖြစ်အောင်သေးလိုက်မယ်သေးခြင်းဒီမောင်လေးကိုသူ့ရဲ့မြင်းရဲ့အောင်ဆုံးဖြစ်ဖြစ်အပေါ်ဖြစ်ဖြစ်လေးဘက်လေးလိုက်တိုက်တဲ့နေရာမှာတော့ထားလို့ရဒီမှာတော့ထားလို့မရအောင်နော်မထားလို့ရှိရင်ဒါမျိုးဖြစ်သွားအဲကျွန်တော်တို့ကဒီအောက်လေးရမင်းပြီးတော့အပေါ်ဖြစ်ဖြစ်ချင်းဆွတ်တင်လိုက်မယ်ကိုလိုချင်တဲ့နေရာလောက်ရပြီလှပြီဆိုလို့ရှိရင်လွတ်လိုက်မယ်အဲဆိုမြင်းပုံလေးနည်းနည်းကြီးသေးတယ်ထင်တယ်နည်းထပ်သေးလိုက်မယ်ဟုတ်နော်အဲဆိုဒီထဲမှာစာရေးမယ်ခလေးရအဲဆိုနောက်တစ်ပုံယူမယ်ခုနလိုပဲကာစာချမယ် insert ကိုနှိပ်မယ် picture ကိုနှိပ်မယ်ပြီးရင်ကိုတိန်းထားတဲ့ပုံနေရာကိုသွားမယ်နောက်ပုံကဘာပုံလဲရေပဝဲပုံရေပဝဲ OCTOPUS ရေပဝဲကြီးပဲခုနလိုသေးမယ်ဆိုရင်များလေးနဲ့ဆွဲချခဲ့မယ်သေးမယ်ဒါဆိုလာပါနော်ဒါဆိုအဆင်ပြေပါတပုံထည့်လိုက်ကြီးလိုက်ကျွန်တော်တို့ပြန်သေးလိုက်နဲ့ပို့ပြီးတော့အလုပ်ရှုပ်တယ်အဲ့လိုမဖြစ်ရအောင်ကျွန်တော်တို့ဒီပုံစံတူတဲ့ပုံလေးတွေကိုကျွန်တော်ဒီ၃ခွက်မှာ copy လေးကူးမှာ copy ကူးမှာဆိုရင်ကူးချင်တဲ့ပုံပေါ်မှာတစ်ချက်နှိပ်နေပြီးတော့ home တက်ထဲကဒီမှာ copy ဆိုရရှိနော် copy လေးကိုနှိပ်မယ်နှိပ်ပြီးတော့ဘယ်မှာချချင်တာလဲဒီခွက်ထဲမှာချချင်တယ်ဆိုရင်ဒီခွက်ထဲမှာကာစာနှိပ်နေပြီးတော့သူ့ရဲ့ home တက်ထဲက copy ရဲ့ပြီးနားလေးမှာဒီမှာ paste ဆိုရရှိတယ်အဲ့လိုနှိပ်လိုက်ရပါနောက်တစ်ခွက်မှာလည်းအတိုင်းလေးပဲကူးမယ် page နှိပ်မယ်ကူးမယ် page နှိပ်မယ်အဲ့ဒါဆိုရင်ပုံစံလေးညီသွားတာပေါ့အဲ့ဒါကျွန်တော်ဘာလုပ်ရမလဲဒီပုံလေးတွေကိုပြောင်းပေးရမယ်နောက်ကဒီကောင်ကိုစင်နဲ့ပြောင်းပေးရမယ်နော်စင်နဲ့ပြောင်းကျင်တယ်ဆိုရင်သူ့ဘက်မှာကျွန်တော်တို့တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ right click လေးနှိပ်မယ်ပြီးရင်ဒီအောက်မှာ change picture ဆိုတာလေးရှိတယ် change picture ရဲ့ဘေးနားလေးမှာ from file ဆိုတာလေးနှိပ်မယ်ဒါကကွန်ပျူတာထဲမှာတင်ထားတဲ့ဟာလေးပေါ့ဒီ from file ဆိုတာကွန်ပျူတာထဲမှာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကပုံတွေကအင်တာနက်သမားတွေအင်တာနက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ website ကမြန် download တစ်ခါလဲဆွဲဒါမှမဟုတ် copy ယူပြီးတော့ဒီထဲမှာလာထည့်လို့ရတယ်အဲဒါဆိုကျွန်တော်အောက်က from online source ဆိုတာဟာလေးကိုနှိပ်ပြီးလို့ရအခုကျွန်တော်ကတော့ online ဖြစ်တဲ့အတွက်ကြောင့်ဒီ file လေးရပဲသွားယူလိုက်ပါနော် from file ကိုနှိပ်မယ်နှိပ်ပြီးတော့ခုနလိုပဲဒီထဲကမြင်စကူတင်ထဲကစင်လေးကိုရှာလိုက်မယ်စင်လေးကိုတစ်ချက်နှိပ် insert ကိုနှိပ်ပြီးရင်နောက်တစ်ကောင်ပါနှင်းစီပန်းနဲ့ခေါင်းလောင်းဒီပဲတစ်ချက်နှိပ်မယ် right click နှိပ်မယ် change picture နှိပ်မယ် from a file နှိပ်မယ်ဒီနှိပ်မယ်စကူတင်နှိပ်မယ် rose ကိုနှိပ်မယ် insert နောက်တစ်ခုကခေါင်းလောင်း right click change picture from a file ဒီစကူတင်ဘယ်ကိုဆက်လက်ပေးမယ် insert နှိပ်ဒါဆိုရင်ပုံလေး၅ပုံဒါပေမဲ့စင်လေးကအပေါ်တက်စင်လေးအပေါ်မတက်အောင်တော့သူတို့နဲ့တပြင်းညီဖြစ်အောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စင်လေးကိုတစ်ချက်နှိပ်အပြင်၄ရောက်တက်ထဲကခလဲကောင်လေးမှာရှိတယ်၄ရောက်တက်ထဲမှာ alignment group ထဲမှာခလဲကောင်လေးမှာ9ခုရှိတယ်လေsite လေး9ခုအဲ့ဒါကျွန်တော်ခလဲကောင်လေးကိုနှိပ်လိုက်အဲ့ဒါစင်လေးကအောက်ရောက်သွားအဲ့ဆိုရင်လာသွားပြီနော်အပြင်ကျွန်တော်တို့နံပါတ်2စာရိုက်ရမယ်နံပါတ်2ကအောက်ပါကွက်လက်များကိုဖြည့်ပါ5မှတ်ဒါလိုလွယ်သလားလို့အဲ့တော့မရိုက်ပြတော့ဘူးဆိုရင်
ကျွန်တော်ရဲ့ဗီဒီယိုလေးကဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုလေးဟာမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပေးသွားပါအောင်ခင်ဗျနောက်အသစ်တော့ဗီဒီယိုတွေတင်လို့ရှိရင်သိရအောင်လို့လည်းကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပေးသွားပါအောင်နော်အဲဆိုနောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြအောင် see you bye bye